ရန်ကုန်မြို့ရဲ့ညနေခင်းဟာအုံမိုင်းနေတယ်လို့အောင်သူရဲ့စိတ်အခြေအနေဟာလည်းလေးလံထိုင်းမိုင်းနေခဲ့ပါတယ်။လမ်းဘေးကလက်ဖက်ရည်ဆိုင်လေးရဲ့ထောင်ကျကျဝိုင်းမှာသူနဲ့နန္ဒာထိုင်နေကြတာမိနစ်20မကတော့ဘူး။အောင်သူရှိကလက်ဖက်ရည်ခွက်ဟာအေးဆက်လို့နေပြီ။နန္ဒာကတော့သူမရဲ့လက်ကင်အိတ်လေးကိုတင်းတင်းဆုပ်ထားရင်းအဝေးကိုသာငေးကြည့်နေခဲ့တယ်။အောင်သူငါတို့လမ်းခွဲကြရအောင်နန္ဒာစီကထွက်လာတဲ့စကားတန်ဟာတိုးညင်းပေမဲ့အောင်သူအတွက်တော့မိုးကြိုးပစ်ချလိုက်တယ်လို့ပါပဲ။အောင်သူဟာတာမန်ကုမ္ပဏီစာရေးတူမိဘမရှိအားကိုးရမရှိပဲရုန်းကန်နေရသူမှုသူ့မှာရှိတဲ့အရာအလုံးကိုနန္ဒအတွက်ပုံအောပေးဆက်ခဲ့တာပါ။ဘာလို့လဲနန္ဒကိုဘာမှခဲလို့လဲကိုမှရှိတာလေးနဲ့နန္ဒကိုအကောင်းဆုံးထားခဲ့တာပဲလေအောင်သူ့အတန်တွေတုံရင်နေခဲ့တယ်။နန္ဒကတက်ပြင်းတစ်ချက်ချပြီးသူ့ကိုစိုက်ကြည့်လိုက်တယ်။သူမမျက်ဝန်းထဲမှာအရင်ကလိုကျဉ်နာမှုတွေမရှိတော့ဘူး။အချစ်တင်ပဲဆိုရင်တော့နင်ဟာအကောင်းဆုံးပါပဲ။ဒါပေမဲ့အချစ်နဲ့တင်ပိုင်းမဝဘူးအောင်သူငါတငယ်ချင်းတွေခီးသွားနေကြချိန်မှာငါကတော့လိုင်းကားတိုးစီးနေရတော့သူတို့ကတမိုးကြီးလက်ဆောင်တွေရနေချိန်မှာငါကတော့နင့်စီကပန်းစည်းလေးတစ်စီးနဲ့ကျင်းနေရတာငါညီးငွေ့လာပြီးငါဘဝကိုဒီထက်ပိုပြီးမြင့်တင်ပေးနိုင်တဲ့သူငါကိုမိဖုရားတစ်ပါးလိုထားနိုင်တဲ့သူကိုငါရွေးချယ်လိုက်ပြီနေဟာလူကောင်းတစ်ယောက်ပါဒါပေမဲ့နေဟာအရန်စင်းရဲလုံးနဲ့နန္ဒာဟာစကားဆုံးတာနဲ့နောက်လက်မကြည့်ပဲထွက်ခွာသွားခဲ့တယ်အောင်သူတယောက်မျက်ရည်ဝဲကနာကြီးခံပြင်းစိတ်ဝမ်းနည်းစိတ်တွေနဲ့ကြံခဲ့တော့တယ်ရင်ထဲမှာစူးအောင်နာကျင်နေပေမဲ့မျက်ရည်ကတော့ထွက်မလာခဲ့ဘူးနှလုံးသားတစ်ခုလုံးကိုဓာတ်နဲ့မုန်းခံလိုက်ရတယ်လို့ဝေဒနာတွေကိုသူမကလက်ဆောင်ပေးသွားခဲ့တာပေါ့ငွေကြောင့်ပေါ့လေအောင်သူလက်သီးတွေတင်းတင်းဆုပ်မိသွားတယ်အဲ့ဒီနေ့ကစပြီးအောင်သူဟာသူတီးခဲ့တဲ့အေဂျင့်နဲ့လူငယ်လေးမဟုတ်တော့ဘူးသူ့ရင်ထဲမှာမခံချင်စိတ်နဲ့နာကျင်မှုတွေကမိတောင်တစ်ခုလိုစတင်ပေါက်ကွဲဖို့ပြင်ဆင်နေခဲ့ပါပြီဘဝကိုအရှုံးပေးပြီးအရက်ခွက်ထဲနစ်မွန်းနေတဲ့အောင်သူကိုစီးပွားရေးလုပ်ငန်းရှင်ကြီးဦးဟိန်းကသတိပြုမိသွားပါတယ်ငါတို့မင်းကိုစွန့်ပစ်သွားတဲ့သူကိုနောင်တရစေချင်ရင်မင်းကိုမင်းအောင်မြင်အောင်လုပ်ပြလိုက်စမ်းပါဆိုတဲ့စကားကအောင်သူကိုလိုချစေခဲ့တယ်။ဦးဟိန်းရဲ့နီးပေးလမ်းပြမှုအောင်သူရဲ့မခံချင်စိတ်နဲ့နေမအိမ်ညမနာစူးစမ်းမှုတွေကြောင့်3နှစ်အတွင်းမှာအောင်သူဟာထိပ်တန်းလူငယ်လုပ်ငန်းရှင်တဦးဖြစ်လာခဲ့ပါတယ်။အောင်မြင်မှုတွေရလာပေမဲ့အောင်သူနှလုံးသားကအေးဆက်နေတော့မှာ။ဒါပေမဲ့ဂုံမကတနာထက်စိတ်ထားကိုတမိုးထားတဲ့မေဆိုတဲ့မိန်းကလေးနဲ့ဆုံတွေ့ခဲ့ပါတယ်။မေကအောင်သူရဲ့အတိတ်ကိုသိသွားတဲ့အခါကို့မှာဘာမှမရှိခဲ့ရင်တော့မေကတော့ကို့ကိုပဲရွေးချယ်မှာပါ။မေတို့လိုအပ်တာကစစ်မှန်တဲ့နားလည်မှုပါလို့ဆိုခဲ့တယ်။မေရဲ့အေဂျင့်နဲ့မြစ်တာကအောင်သူရင်ထဲကအမုန်းတရားတွေကိုအရေးပြောစေခဲ့ပါတယ်။တနေ့မှာတော့အောင်သူစီကိုအရင်ကစွန့်ပစ်သွားတဲ့နန္ဒာပြန်လဲဆက်သွယ်လာပါတယ်။သူမရွေးချယ်ခဲ့တဲ့သူကသူမကိုထားခဲ့လို့အခုအောင်သူချမ်းသာလာတာကိုသိပြီးပြန်လာချင်နေတာပါ။အောင်သူဟာနန္ဒာကိုကော်ဖီဆိုင်တစ်ခုမှာတွေ့ဖို့ချိန်လိုက်ပါတယ်။နန္ဒာကမျက်နှာချိုသွေးရင်းအရင်လိုပြန်စဖို့ပြောလာချိန်မှာတော့အောင်သူရဲ့အေးဆက်တဲ့အပြုံးကထွက်ပေါ်လာခဲ့ပါတယ်။နန္ဒာမင်းငါကိုစွန့်ပစ်ခဲ့တော့ငါမှာဘာမှမရှိဘူးအခုငါမှာအကုန်ရှိနေပြီဆိုမှမင်းကအချစ်ကိုတတိယလာလားမင်းချစ်တာကငါကိုမဟုတ်ဘူးငါရဲ့ဂုဏ်တက်တွေကိုပဲလို့အောင်သူကပြင်းထန်စွာပြောလိုက်ပါတယ်နန္ဒမျက်နှာဖြူလျှော့သွားပြီးသူမရဲ့လောဘတွေကိုအောင်သူကအမှန်တိုင်းထောက်ပြခဲ့တာကြောင့်သူမအရှက်ရပြီးမျက်ရည်ကျနေခဲ့ပါတယ်ရှိုက်ကြီးတငယ်ငိုနေတဲ့နန္ဒကိုကြည့်ပြီးအောင်သူတက်ပြင်းတစ်ချက်ချလိုက်ပါတယ်မင်းကိုငါခွင့်လွှတ်ပါတယ်ဒါပေမဲ့အရင်လိုတော့မဖြစ်နိုင်တော့ဘူးငါဘဝမှာငါကိုတကယ်ချစ်တဲ့သူရှိနေပြီးငါတို့တငယ်ချင်းလိုပဲဝေးဝေးကဆူတောင်းပေးကြတာပေါ့အောင်သူဟာနန္ဒကိုခွင့်လွှတ်ခြင်းနဲ့လမ်းခွဲခဲ့ပြီးဆိုင်ပြင်မှာစောင့်နေတဲ့မေရဲ့လက်ကိုတင်းတင်းဆုပ်ကန်ကအေဂျင့်နဲ့အနာဂတ်စီတို့ရှောက်လန်းသွားပါတော့တယ်